Yoga Godi Hibia Bami Yangalangarondo Didogarani Kirangado Loka Hidaya Nato Namoma Garunikada Dada Yonato Wini Yamyazwa Dadawai Chana Siba Lula Downda Gombong Kadashi Nata Minya Jishindom Yapayadi Kabagodi Hibi Grigava Yidre Dincha Dupi Nole Abe Miyan Yidre Dainta Pobia Jinga Meswane Mado Kalanli Adinchi Dinigava Shijado Kalabalo Loga Hidaya Tada Loga I Josiva Longa Adido Gerani Osa Adechile Inga Mida Jima Dami Danin the Tazani Sunyini Hu Jedita Wenga the Esu Lung Kayno Murogo Grondo Piapi and Yidan Joko Atodo Muyadi Pivi Kiran Lechim Yellow at the Song Lay Nalo Sewan Goro I Pemanino Kadabawa Danan Jimpamya Swa Yaudo Mugaya Shalivi Mahagaruni Gandanda Dewamya Yue Tageru Tana Chikim Mahagaruna Shim Shidomudo Tadana Tadawiniyamya Swa Tadawai Chana Sipa Lula Downda Kumbong Kadapi Nata Minya Tushindom Yapaya Namo Yudi Pyong Pyong Mangulio Yi Kero Ju Shikojindi Atube Wedu Sinzimadwi Pshibasi Dadi Tamalon Bawa Adwet Jotin Piasemumia Loga Ludarim and the Mia Kanit Nepansura Shinde Jara Pilu Tigani Adwet Aloha Maniga Piasemida Pilidilu Nepan Adwet Surahu Kania Jotin Biro Pinsinjaya Loga Lureha Naga Dretsura Lure Tedwin Biro Sinzaja Midazu Remaleve E Tadamiri Nagalu Sobiro Anagago Myolinja de Tabiro Jotin Pinsinyara Eri Jotin Pinsemu Lochen Hale Mangane Loya the Kuwe Pite Tigani ascending Pini Vimelu Tigani Loya ha Nevinga Adwet Jutin Pinsemu the Ku Nine Loden Low Taijala Pawasura Be Yama Timiera Mahodi Dweja Maniga Pipego Dinganza Yubi Maniga Pinsingere Dignima Yensain Dwitnija Radigo Pubian Bido Nepinga Naga Dwet Surago Jutin Pinsinya Dadwa Wabo Anaga Sura Myolinja Neve Lojana Myolinja Kimet needed Bogoha Anaga Masi the loop shit at them. Dajamu Beya Bepi Jutin Pinsembusura Lotajare Owaki shall Lanyare Kamaleve G. Yakubua Poniro de Yagere Sure Lubua Yatajavi Yatare Lubuama Mimiru Bawa Jobi ne Mimido yet
လုံလဝီရိယကဉ္ဉံဝီရိယဆိုတာတွေနဲ့ဘဝခရီးကိုဖြတ်သန်းပြီးနေကြလို့ဒီဘဝအခြေအနေတွေကိုအတော်အသင့်သိရှိနားလည်ပြီးသားဖြစ်ကြတယ်ဒီဘဝအခြေအနေကိုလူတိုင်းဟာဘယ်အခြေအနေမျိုးနဲ့ငါနေထိုင်ရတယ်ဆိုတာလူတိုင်းဟာသိနိုင်ကြတယ်ပေါ့ဒီဘဝဟာသာဝရလားလို့ဆိုသာဝရမဟုတ်ဘူးလူတွေဟာဘဝဟာသာဝရပြောင်းလဲနေတဲ့အနေအထားတစ်ခုပေါ်မှာနေကြတာဖြစ်လို့တည်မြဲတဲ့အနေအထားမရှိဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကဘဝဆိုတဲ့သင်္ခါရနဲ့ပတ်သက်ပြီးတော့အနိစ္စဝိပရိနာမဓမ္မာအညထာဘာဝလို့ဘဝဆိုတာတည်မြဲနေတဲ့အရာမဟုတ်ဘူးဝိပရိနာမဓမ္မအစဉ်ပြောင်းလဲနေတဲ့အရာသာဖြစ်တယ်အညထာဘဝအခုဖြစ်နေတဲ့အခြေအနေကနောက်တစ်မျိုးတစ်ဖုံပြောင်းပြီးတော့ဖြစ်ဦးမဲ့အခြေအနေပဲရှိတယ်ဘဝအရေးကိုအမှန်ကန်တွေးတောဆင်ခြင်တဲ့ပုဂ္ဂိုလ်တိုင်းဟာဒီလိုပဲမြင်ရမှာပဲဘဝဆိုတာအကြောင်းမဲ့ဖြစ်လာတာလားလို့ဆိုတော့မဟုတ်ဘူးဘဝရဲ့အကြောင်းတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကရှာပြထားတာအနိကဆုံးအကြောင်းတွေနဲ့ရှာပြတာကြတော့တဏှာပစ္စယဥပါဒါနလိုချင်မှုကိုအကြောင်းပြုပြီးတွေ့တာမှုဆိုတာဖြစ်လာတယ်ဆွဲလန်းမှုဆိုတာဖြစ်လာတယ်ဥပါဒါနပစ္စယဘောဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ဘဝဆိုတာဖြစ်လာတယ်လို့ပဋိစ္စသမုပ္ပါဒ်မှာဘဝရဲ့အကြောင်းတရားအနိကအားဖြင့်ဟောကြားထားတာဖြစ်တယ်တွေ့တာရတယ်ဆိုတာလဲဘာကြောင့်တွေ့တာလာတာလဲလို့မေးမယ်ဆိုလို့ရှိရင်မိမိတို့ဘဝကိုပဋိစ္စသမုပ္ပါဒ်နဲ့ပုံဖော်ကြည့်အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာဆိုတာမသိတာဘာကိုမသိတာတုံးဆိုအမှန်၄ပါးကိုမသိတာအမှန်တရားကိုမသိတာအချင်းချုပ်ပြောမယ်ဆိုရင်လုံးတင်တာနဲ့မလုံးတင်တာမသိတာအဝိဇ္ဇာမသိသည့်အတွက်ကြောင့်မိမိရဲ့ထင်မြင်ယူဆချက်အတိုင်းမလုံးတင်တာရောလုံးတင်တာရောလုံးတင်တဲ့ထင်ပြီးတော့လုံးတယ်အဲ့ဒါကိုအဝိဇ္ဇာပစ္စယသင်္ခါရအမှန်မသိခြင်းကြောင့်လုံးမိလုံးရာကောင်းဆိုးနှမျိုးကိုလုံးတယ်လို့ကုသိုလ်လည်းလုံးတယ်အကုသိုလ်လည်းလုံးတယ်အဝိဇ္ဇာဆိုတဲ့ကိလေသာကိုအကြောင်းပြုပြီးတော့သင်္ခါရဆိုတဲ့ကံတရားတွေဟာမိမိတို့ရဲ့တဏ္ဍာမှာစုမိဆောင်မိဖြစ်လာတယ်ဒါတွေကအကြောင်းတရားတွေပဲကိလေသာနဲ့ကံနဲ့ပေါင်းစပ်ပြီးတော့ဘာကိုထုတ်လုပ်တုံးဆိုတော့ဘုန်းကြီးတို့တွေလူဘဝရလာတာမိခင်နဲ့ဝမ်းထဲမှာလူသားတွေရဲ့ပရိသေရိစိတ်ဆိုတဲ့ဝိညာဉ်ကိုစတင်ရရှိလာကြတယ်အဲ့ဒါကိုပဲပရိစ္ဆသမုပ္ပါဒ်မှာသင်္ခါရပစ္စယဝိညာဏလို့ခေါ်တာနော်အဲ့တော့ကိုလူဘဝဘယ်လိုရောက်လာတယ်ဆိုတာဘာအကြောင်းနေချောင်းရောက်လာတယ်ဆိုတာသိလိုက်တယ်ပေါ့သိရမယ်အလုံးသိတာတော့ဘာသိတော့ဆိုငါအမိဝမ်းနဲ့ရောက်လာတယ်ဘာကြောင့်ရောက်လာတာတော့မသိဘူးအမိဝမ်းနဲ့ရောက်လာတယ်အမွေဝမ်းနဲ့ရောက်လာပြီးတော့ကိုလလည်းဆွဲလာကြတော့မွေးဖွားလာတယ်တော့မဟုတ်9လ10လနဲ့မွေးဖွားလာခဲ့တယ်မွေးဖွားလာပြီးတော့လူဘဝရောက်လာတယ်လို့ဒီလောက်တော့သိကြအဲ့ဒီတဲ့၄နှစ်တဲ့အကြောင်းကိုရသော်ဘုရားရှာပြတာတော့မင်းလူဘဝရောက်လာတာဟာအမှန်မသိတာကိုအကြောင်းပြုလုံးတဲ့နာမလုံးတဲ့နာကိုအကြောင်းပြုပြီးတော့မှန်းဆပြီးလုံရင်းကလုံးတဲ့နာနဲ့မလုံးတဲ့နာမလုံးတဲ့နာကိုလည်းလုံးလိုက်တယ်လုံးတဲ့နာကိုလည်းလုံးလိုက်တယ်လုံးတဲ့နာလုံးလိုက်လို့
ကုသိုလ်ကံအကျိုးပေးတဲ့အလှည့်ကျုံလာတဲ့အခါမှာဝိညာဏလို့ဆိုရယ်လူဘဝပရိသေတွေစိတ်ကလေးဖြစ်လာတယ်ဒါကအကြောင်းတရားအဲ့ဒီပရိသေတွေစိတ်လေးဖြစ်ပေါ်လာဖို့ရအတွက်မိယာတီယာအထောက်အကူဆိုတာရှိရတယ်အဲ့ဒီမိယာတီယာအထောက်အကူဆိုတာအမေနဲ့အဖေပဲဒါနားလည်ဖို့ရအမြဲတမ်းလွယ်ပါတယ်တရက်စီလေးတစ်စီကိုတရက်စီလေးကတရက်ပင်ပေါက်တယ်ဆိုတာလူတိုင်းသိတယ်သူ့ဘာသူပေါက်တာလားလို့မေးရင်မဟုတ်ဘူးမြေရယ်ရေရယ်ဒီတစ်ခုရဲ့အကူအညီရမှပေါက်နိုင်တယ်မြေနဲ့ရေနဲ့မြေနဲ့ရေနဲ့အပေါ်မှာအမိပြုတ်ပြီးတော့မှတရက်ပင်လေးကတရက်စီလေးကတရက်ပင်ပေါက်ရတာထို့တူပဲဘုန်းကြီးတို့တွေဟာကံဆိုတဲ့ညီလွှာပေါ်မှာဝိညာဉ်ဆိုတဲ့မျိုးစေ့လေးဟာပေါက်လာအမိပြုတ်ရအဲ့ဒီကံဆိုတဲ့မြေလွှာကိုလည်းပဲမိဘနှစ်ပါးဆိုတဲ့အထောက်အကူရမှဖြစ်တယ်ကမ္မံခိတ္တံဝိညာဏံဘိဇံနဲ့တဏှာတဏိဟောကံဆိုတဲ့မြေလွှာပေါ်မှာတဏှာဆိုတဲ့ရေအစေးပေါင်းစပ်ပေးလိုက်တဲ့အခါမှာပရိသေတွေစိတ်ဆိုတဲ့မျိုးစေ့လေးတစ်ခုပေါက်ပွားပြီးတော့လာရလို့လူဘဝမှာဖြစ်လာတယ်ဟုတ်ပြီဝိညာဏဆိုတဲ့မျိုးစေ့လေးကသဘာဝမျိုးစေ့လေးကိုကြည့်ဝိညာဏဆိုတဲ့မျိုးစေ့လေးကပေါက်လာတော့ဘာတွေပါလာတော့လို့သဘာဝမျိုးစေ့လေးကထွက်လာတဲ့အခါမှာအမြင့်ကလေးရဲ့အညောင်ကလေးရဲ့ဒီနှစ်ခုထွက်လာတာပဲအခုဒီမှာလည်းပဲဝိညာဏဆိုတဲ့မျိုးစေ့လေးကနေပြီးတော့ဘာတွေပေါက်လာတော့ဆိုဝိညာဏပစ္စယနာမရူပံလို့ဆိုရူပဆိုတဲ့အမြင့်ရုပ်တရားဆိုတဲ့အမြင့်နဲ့နံတရားလို့ဆိုတဲ့အညောင်မျိုးစေ့လေးကဒီနှစ်ခုပဲထွက်တာပဲတဘာဝမျိုးစေ့ကြည့်ရင်တဘာဝမျိုးစေ့ကအမြင့်ကလေးဆင်းလာတာတစ်ခုအပေါ်ကိုအညောင်ကလေးတက်ထားတာတစ်ခုဒီနှစ်ခုပဲသူလောက်တာအဲ့ဒါလိုပဲဝိညာဏဆိုတဲ့ပရိသေမျိုးစေ့လေးကနေပြီးတော့ဝိညာဏပစ္စယနာမရူပံလို့ဆိုတဲ့အတိုင်းရုပ်ဆိုတဲ့အမြင့်ကလေးနဲ့နာမ်ဆိုတဲ့အညောင်ကလေးတက်လာခဲ့တာတပင်လေးနဲ့အမတမအလားတရံတူတယ်ကိုယ့်ဘဝလေးကိုကြည့်အဲ့ဒါကိုပရိစ္ဆသမုပ္ပါကပုံဖော်ပေးတာဝိညာဏပစ္စယနာမရူပံနာမရူပပစ္စယနော်တလာယတနာတလာယတနာဆိုတာခုနအညောင်လေးကနေပြီးတော့အကိုင်းခက်တွေထွက်ပြီးတော့ဖြာရှက်ပြီးတော့ထွက်လာတယ်လို့ပဲလူရဲ့ခန္ဓာကိုယ်ကနေပြီးတော့လည်းပဲပြင်မကအာယုန်တွေကိုဖမ်းယူနိုင်တဲ့မျက်စိနားနာလျှာကိုယ်စိတ်လို့ဆိုတဲ့အင်္ဂါရပ်တွေထွက်ပေါ်ပြီးတော့လာတယ်တစ်ပင်ကတစ်ကိုင်းလေးတွေထွက်လာတယ်လို့ပဲနာယုန်နှစ်ခုကနေပြီးတော့ပင်စီကနေပြီးတော့ထွက်လာလိုက်တာတလာယတနာအာယတနာ6ပါးသို့မဟုတ်လက်တံ6ခုအကိုင်း6မျိုးထွက်ပေါ်ပြီးတော့လာတယ်မျက်စိနားနာလျှာကိုယ်စိတ်ဆိုတာလေးရှိသည့်အတွက်ကြောင့်မျက်စိရှိတော့ပြင်ပကအဆင်းအာယုန်နဲ့ဆက်သွယ်တယ်နားရှိတော့အတန်နဲ့ဆက်သွယ်လာတယ်နှာခေါင်းရှိတော့အနတ်နဲ့ဆက်သွယ်လာတယ်လျှာရှိတော့အရသာနဲ့ဆက်သွယ်လာခန္ဓာကိုယ်ရှိတော့အထိတွေ့အာယုန်တွေနဲ့ဆက်သွယ်လာပြီးစိတ်ရှိသည့်အတွက်ကြောင့်ပြင်ဘက်ကကြံတွေးသိတဲ့အာယုန်တွေနဲ့ဆက်သွယ်လာတယ်လို့ဆိုဟောအတွင်းနဲ့အပြင်ဆက်သွယ်မှုတွေရပြီးတော့ဘာတွေဖြစ်လာတော့အသိစိတ်တွေဖြစ်ပေါ်လာတယ်အဲ့ဒီအသိစိတ်တွေနဲ့အာယုန်နဲ့ပြန်ပြီးတော့စုံစည်းဖို့ဆက်သွယ်ပေးနေတဲ့အရာကိုပဲဖတ်တာလို့ခေါ်တာတလာယတနာပစ္စယဖတ်တော်ဒါလူဘဝကိုပရိစ္ဆသမုပ္ပါဒ်နဲ့ပုံဖော်ကြည့်မျက်စိရှိလို့ပြင်မအာယုန်တွေတွေ့ရတယ်
မြင်ရတယ်နားရှိလို့အတန်တွေကြားရတယ်နှာခေါင်းရှိလို့အနံ့ရတယ်လျှာရှိလို့အရသာတွေသိရတယ်ခန္ဓာကိုယ်ရှိလို့အထိတွေ့တွေနဲ့ထိတွေ့စိတ်ရှိသည့်အတွက်ကြောင့်ကြံတွေးသိစရာအာယုန်တွေနဲ့သိရတယ်ဆိုအတွင်းနဲ့အပြင်ဆက်သွယ်မှုလမ်းကြောင်းကြီးပွင့်လာတယ်လို့သူတို့ပြောတာအဲ့ဒါကိုတဏ္ဍာယရဏပစ္စယဖတ်တော်လို့ပရိစ္ဆေသမုပ္ပါဒ်မှာလို့ဟောဟုတ်ပြီဆက်သွယ်မှုလားဆက်သွယ်လာပြီဆိုတဲ့အခါမှာဘာဖြစ်ဆက်သွယ်တာကိုအကြောင်းပြုပြီးတော့ဖတ်တပစ္စယဝေဒနာအတိတွေအတွေ့အကြုံတွေခံစားမှုတွေဖြစ်ပေါ်လာဆက်သွယ်တာကိုအကြောင်းပြုပြီးတော့ခံစားမှုတွေလားခံစားမှုဆိုတာအာယုန်နဲ့စိတ်နဲ့စုံစည်းထားတဲ့စိတ်ရဲ့အခြေအနေတစ်ခုဖြစ်ပေါ်လာတာကိုဆိုလိုတယ်ကောင်းတယ်မကောင်းဘူးဆိုတဲ့စိတ်ရဲ့ခံစားမှုတွေလာတယ်ပေါ့စိတ်ရဲ့အတွေ့အကြုံတွေရလာတယ်ဒါကိုဖတ်တပစ္စယဝေဒနာလို့ပြောတာအဲ့ဒီအတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့ဘာလာတော့ဆိုကြိုက်တယ်မကြိုက်ဘူးဆိုတာလာတယ်ဝေဒနာပစ္စယတဏှာလို့ကြိုက်เสียအာယုန်နေနဲ့တွေ့လာတော့ကြိုက်တယ်တွေ့တာတယ်တတ်မဲ့တယ်ဆိုတာလားတွေ့တာတယ်ဆိုတာကိုလိုချင်တယ်ဆိုရက်လိုချင်တယ်ဆိုရက်တဏှာကိုအကြောင်းပြုပြီးတော့တဏှာပစ္စယဥပါဒနာဆွဲလန်းတယ်ဆိုတာပေါ်လာပြန်တယ်ဟောဘဝဆိုတာဒါပဲလေပရိစ္ဆေသမုပ္ပါဒ်နဲ့ပုံဖော်ကြည့်လိုက်တဲ့အခါမျက်စိကမြင်ပြီးအတွေ့အကြုံရတဲ့အခါမှာဖတ်တပစ္စယဝေဒနာပစ္စယတဏှာဟောလို့လားတဏှာပစ္စယဥပါဒနာဆွဲလန်းလာတယ်ဆွဲလန်းလာတဲ့အခါကျတော့ဥပါဒနာပစ္စယဘဝရလုံမှုနဲ့အလုပ်တွေလောက်လာပြန်တယ်ဘဝဆိုတာကမ္မဘဝကံတရားတွေကိုတိဆောက်လာပြန်တယ်တိဆောက်ထားတဲ့ကံတွေကြောင့်ခန္ဓာ၅ပါးရလာပြန်တယ်ဥပပတ္တိဘဝဟောဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ကမ္မဘဝတွေလည်းဖြစ်တယ်ဥပပတ္တိဘဝဆိုတဲ့ခန္ဓာတွေလည်းဖြစ်လာတယ်ဒါဘုန်းကြီးတို့တွေရဲ့ဖြစ်ပေါ်နေစေအခြေအနေတစ်ခုပဲဒီဘဝမှာဒီပုံစံနဲ့အခုလာခဲ့ပြီအဲ့တော့ဒီပုံစံကိုဗာနဲ့အဆုံးသတ်မှလဲဆိုတော့ဒီလိုဘဝရှိနေသည့်အတွက်ကြောင့်ဘဝပစ္စယဇာတိမွေးဖွားလာမှုဆိုတာရလာပြီးရင်ခုဘုန်းကြီးတို့တွေဇာတိဆိုတဲ့မွေးဖွားမှုကိုရထားပြီးပြီအဲရထားပြီးတဲ့နောက်မှာဘာတွေလာနေတာတော့ဘာတွေလာအောင်မှာတော့ဇာတိပစ္စယဇရာဆိုတာလာနေပြီမရဏဆိုတာလာအောင်မှာဒီလိုဆိုလို့တယ်နော်အဲ့တော့မရဏပြီးသွားလို့ရှိရင်မရဏရဲ့ဟိုဘက်မှာဇာတိပြန်လာမှာအဲ့ဒီမရဏရဲ့နောက်မှာရှိတဲ့ဇာတိကိုပဲတမလွန်ဘဝလို့ပြောတာအခုဒီဘဝအတွက်လုပ်နေကြတယ်နေ့စဉ်နဲ့အမျှမနောကနဲ့ကြံတွေးလို့ဝစီကနဲ့ပြောဆိုပြီးကာယကံမြောက်လုပ်နေကြတယ်မနောကနဲ့ကြံတွေးတယ်ဆိုတဲ့နေရာမှာအကောင်းလဲကြံတယ်အဆိုးလဲကြံတယ်အဆိုးကြံရင်အကုသိုလ်ကံနဲ့အကောင်းကြံရင်ကုသိုလ်မနောကံအဲ့ဒီကြံတွေးမှုကိုအခြေခံပြီးတော့ပြောဆိုလာတယ်ကြံတာကမကောင်းကြံလို့ရှိရင်အပြောကလည်းမကောင်းတာပဲပြောမယ်လှုပ်တာလည်းမကောင်းတာပဲလှုပ်မယ်ကြံတာကကောင်းတာဆိုလို့ရှိရင်ကြံတွေးမှုကအကောင်းဆိုလို့ရှိရင်ပြောတာလည်းအကောင်းလှုပ်တာလည်းအကောင်းဟောအကောင်းနဲ့မကောင်းအကောင်းနဲ့အဆိုဒီနှမျိုးလှုပ်နေကြတယ်ဒီဘဝမနောကံနေစိတ်ထဲကကြံတွေးကြတယ်ဝစီကံနေနှုတ်ကနေထုတ်ပြောကြတယ်ကာယကံနေကိုယ်ရိလက်အောင်လှုပ်နေကြတယ်ဒီဘဝလှုပ်နေခြင်းသိဖြင့်လင်အဝိ
ဒီပဋိစ္စသမုပ္ပါဒ်နဲ့တပတ်ပြန်ကြောလိုက်တဲ့အခါကျတော့အဝိဇ္ဇာပစ္စယသင်္ခါရဆိုတာလာနေပြန်တာပဲထပ်ပြီးတော့နော်မသိမှုအဝိဇ္ဇာတွေနဲ့လာနေတာသစ္စာလေးပါးကိုအမှန်မသိသေးသမျှကာလပတ်လုံးအကောင်းကိုဆိုးထင်အောင်မယ်အဆိုးကိုကောင်းထင်အောင်မယ်လုံနေကြအောင်ပါပဲကုသိုလ်လည်းလုံပါပဲအကုသိုလ်လည်းလုံပါပဲဟောဝိဇ္ဇာပစ္စယသင်္ခါရအဲ့တော့အခုဘဝလုံနေတာတွေကြောင့်မရဏရဲ့နောက်ွယ်မှာဖြစ်ပေါ်လာမဲ့ဇာတိဆိုတာအဲ့ဒါတမလွန်ဘဝပဲအဲ့ဒီတမလွန်ဘဝအတွက်ကောင်းတဲ့သင်္ခါရဖြစ်မှကောင်းတဲ့ဘဝဆိုတာဖြစ်မယ်မကောင်းတဲ့သင်္ခါရတွေလုံးမိထားလို့ရှိရင်တော့မကောင်းတဲ့ဘဝရောက်လာမှာပဲဒီလိုဆိုတာပေါ့နော်အဲ့တော့ဘုန်းကြီးတို့တွေတဏှာကနေမလွတ်သေးဘူးဆိုလို့ရှိရင်ဘာလုပ်ရမလဲတမလွန်ဘဝအတွက်ကြိုတင်ပြင်ဆင်မှုများလုပ်ထားရမယ်မလုပ်ဘူးဆိုလို့ရှိရင်တမလွန်ဘဝကိုမြင်ရလားဆိုမမြင်ရဘူးဒီကနေ့တော့သိတယ်နေ့ဖြင့်ကဘာလဲဆိုတာဘယ်သူမှမသိနိုင်တယ်လို့ပဲသေသည်ချမ်းမဲ့ဆိုတဲ့တမလွန်ဘဝဟာဘာဖြစ်မယ်ဆိုတာသောတာပန်မဖြစ်သေးသမျှပုထုဇဉ်ဘဝစိတ်ချရတဲ့အနေအထားမျိုးမရှိဘူးတမလွန်ဘဝဟာမျက်စိမှိတ်ပြီးတော့6ကဘာကြီးတဲ့ခုံချရလိုက်တယ်လို့ပဲအောက်မှာဘာတွေရှိမှလည်းမသိဘူးမှောင်မဲနေတဲ့6ကဘာကြီးတဲ့ကိုမျက်စိကလည်းမှိတ်ပြီးတော့ဘာတွေရှိမှမသိတဲ့6ကဘာကြီးတဲ့ကိုခုံချလိုက်ရတယ်လို့ပဲတော့မဟုတ်တွန်းချတာကိုခံလိုက်ရတယ်လို့ပဲတမလွန်ဘဝဆိုတာဘာမှလည်းမမြင်ရဘူးဘာမှလည်းမသိရဘူးဘာတွေနဲ့တွေ့ရမှမသိဘူးအဲ့ဒီ6ကဘာကြီးထဲမှာကြားတွေချင်းသေးတွေဆိုရဲရန်သူတွေရှိနေတာလားအစိတ်ပြင်းထန်တဲ့မွေတွေရှိနေတာလားဆူးညောင်းတွေရှိနေတာလားရေတွေရှိနေတာလားဆိုတာဘာမှမမြင်ရတဲ့အနေအထားတစ်ခုတမလွန်ဘဝကိုသွားရတယ်ဆိုတာလဲအဲ့ဒီပုံစံပဲမြတ်စွာဘုရားကပုရုဇဉ်တရားတွေရဲ့အခြေအနေကိုရှင်းပြတဲ့အခါမှာဝိနိပါဒဓမ္မတဲ့ဝိနိပါဒဝိဆိုတာကိုယ်ဆန္ဒဘာတစ်ခုမှမပါပဲနိပါဒကြာရောက်သွားရတာလို့ခုန6ကဘာကြီးတဲ့ခုံချလိုက်ရတာဘာမှမသိရပဲနဲ့6ကဘာကြီးတဲ့ကိုယ်ဆန္ဒမပါပဲနဲ့ခုံချလိုက်ရတယ်လို့ဝိဝတ္တာနိပတန္တိကိုယ့်ရဲ့ဆန္ဒဘာတစ်ခုမှမပါဘူးသိလည်းမသိဘူးမသိပဲနဲ့ဘဝတစ်ခုကကူးလိုက်ရတယ်တမလွန်ဘဝဆိုတာသောတာပန်ဖြစ်သွားရင်တော့အဲ့လိုမဟုတ်ဘူးအဝိနိပါဒဓမ္မတဲ့ကိုယ်ဆန္ဒမပါပဲမဟုတ်ဘူးတမလွန်ဘဝဆိုတာဥပမာမဲ့ကြိုက်ထော်ကလူတွေဆိုရစို့ကြိုက်ထော်မျိုးကလူတွေရန်ကုန်သွားမယ်ဆိုရန်ကုန်ဆွေမျိုးရှိတယ်လူရှိတယ်ဆွေမျိုးမရှိတဲ့လူရှိတယ်ရောက်ဖူးတဲ့လူရှိတယ်မရောက်ဖူးတဲ့လူရှိတယ်မရောက်ဖူးတဲ့လူကရန်ကုန်သွားမယ်ပဲတဲရမှမသိဘူးဘယ်သူနဲ့တွေ့ရမယ်ဆိုတာလည်းမသိဘူးဆွေမျိုးရှိတဲ့လူကတော့ဆွေမျိုးစီဖုံးဆက်ထားမယ်တော့မဟုတ်လားကြုံမယ်ဒီကနေသွားလားကြုံမယ်ဆိုဆွေမျိုးရှိတဲ့ပုဂ္ဂိုလ်ကတော့အေးဆေးဆေးပဲသွားဆွေမျိုးမရှိတဲ့ပုဂ္ဂိုလ်ကတော့ဘယ်သွားရမယ်ဆိုတာမသိပဲနဲ့သွားနေရတယ်ပုရုဇဉ်တရားတွေရဲ့အခြေအနေကဒီလိုပဲနိုင်ငံခြားတိုင်းပြည်သွားတယ်တခါမှလည်းမရောက်ဘူးဘာမှလည်းမသိဘူးသွားတော့သွားနေရပြီဆိုတဲ့ပုဂ္ဂိုလ်ဟာယင်တထိတ်ထိတ်တော့ရှိနေမှာပဲအေးနိုင်ငံခြားမှာဆွေတွေမျိုးတွေရှိတယ်သွားနေကြဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာမှစိုးထိတ်တာမရှိတော့ဘူးရဲရဲဝံ့ဝံ့သွားနိုင်တယ်
တမလွန်ဘဝသွားတယ်ဆိုတာလေအဲ့ဒီတိုင်းပဲတချို့ပုဂ္ဂိုလ်တွေကရဲရဲဝံ့သွားနိုင်တယ်တချို့ပုဂ္ဂိုလ်တွေကစိုးရွံ့ထိတ်လန့်ပြီးငါဘာနဲ့များရင်ဆိုင်ရမလဲဘယ်များနေရမှာလဲဘာလုပ်ရမှာလဲဆိုတာတွေးတောပြီးတော့စိုးရိမ်နေကြပုရုဇဉ်တွေရဲ့အခြေအနေကအဲ့ဒီတိုင်းပဲမရောက်ဘူးတဲ့နေရာသွားရတယ်လို့ပဲအခြေအနေဟိုမှာဘာမှမသိပဲနဲ့သွားရတယ်သောတာပန်ပုဂ္ဂိုလ်တွေရဲ့ကြတော့အဲ့လိုမဟုတ်ဘူးအခြေအနေတစ်ခုသိရှိထားပြီးတော့ကြုံမဲ့လူနဲ့ဆုံမဲ့လူနဲ့ဒီလိုသွားတာအဲ့ဒါကြောင့်မို့သောတာပန်ဖြစ်သွားပြီဆိုရင်တော့အဝိနိပါဒဓမ္မောကိုယ်ဆန္ဒမပါပဲနဲ့စိုးရွံ့ထိတ်လန့်ပြီးတော့နောက်ဘဝကိုရောက်သွားတာမဟုတ်ဘူးပုရုဇဉ်တွေကြတော့စိုးရွံ့ထိတ်လန့်စွာနဲ့နောက်ဘဝဆိုတာကိုမျက်စိမိတ်ပြီးတော့ရောက်သွားတာဒါကြောင့်မို့အဲ့ဒီလိုမဖြစ်ရအောင်ပုထုဇဉ်ပဲဖြစ်လင့်ကစားတမလွန်ဘဝအတွက်မကြောက်ရအောင်ဘာတွေကြွတင်ပြင်ဆင်ထားမလဲဆိုတာဒါဟုတ်ဆိုလို့လားနော်လောက်ထိုင်ရတယ်တဲ့အခုဘဝမှာနောက်ဘဝသွားဖို့အတွက်ကြွတင်ပြင်ဆင်မှုတွေလုပ်ထားမယ်တဲ့လုပ်ထားဖို့လိုတယ်လို့မြတ်စွာဘုရားကိုနတ်သားတယောက်ကမေးတဲ့မေးခွန်းကိုမြတ်စွာဘုရားဖြေထားတာရှိတယ်ပေါ့အဲ့ဒီဖြေထားတဲ့အဖြေလေးကိုဒီကနေ့မှတ်သားနာယူထားပြီးတော့တမလွန်ဘဝအတွက်ကြွတင်ပြင်ဆင်မှုတွေလုပ်ထားသောအဖြစ်တမလွန်ဘဝခရီးကိုသွားရတဲ့အခါမှာဘာမှစိုးရိမ်စရာထိတ်လန့်ကြောက်ရွံ့စရာဘာတစ်ခုမှမရှိတော့ဘူးလို့တမလွန်ဘဝဆိုတာရှိတာသေချာတယ်ပေါ့ရှိနေမှသေချာတယ်ဘာကြောင့်သေချာတာတော့ဆိုရင်အကြောင်းတွေရှိနေတယ်လေအကြောင်းရှိနေအကျိုးကလာနေမှာပဲအဲ့တော့လာနေမှာဖြစ်သည့်အတွက်ကြောင့်မိမိတို့အတွက်ဓမ္မလွန်ဘဝဆိုတာကိုကြွတင်ပြင်ဆင်မှုတွေလုပ်ထားမယ်လို့ကောင်းမြတ်တဲ့အနာဂတ်တစ်ခုအတွက်လူတွေဟာပြင်ဆင်ထားကြတယ်လို့ပြောကြတယ်လေအေးချမ်းသာရတဲ့အနာဂတ်နိုင်ငံတော်ကြီးကိုတည်ဆောက်ဖို့ဆိုဘုန်းကြီးတို့ငယ်ငယ်တုန်းကလျှက်စစ်ဖြင့်လောကနိဗ္ဗာန်ကိုတည်ဆောက်အောင်ဆိုတဲ့လျှက်စစ်ဌာနဆောင်မှုရှိတယ်နော်ခုလည်းတည်ဆောက်အမယ်ရှိသေးတယ်အဲ့ဒါဟောအနာဂတ်ဆိုတာကြိုတင်ပြင်ဆင်ထားရမယ်အခုလည်းလှုပ်ထားကြနော်တမလွန်ဘဝကိုအေးချမ်းသာယာမှုဖြင့်တည်ဆောက်အောင်လို့တည်ဆောက်ဖို့ခုချိန်ကနေကြိုတင်ပြင်ဆင်ထားဘဝဆိုတာပြင်ဆင်ထားဖို့လိုအပ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတန်ယုတ္တနိကေပါဠိတော်မှာနတ်သားတယောက်ရဲ့အဖြေတစ်ခုအနေနဲ့ဟောထားတာရှိတယ်အဲ့ဒီအမေးဖြေစကားလေးကိုမှတ်သားကြဖို့ပေါ့နော်မြတ်စွာဘုရားဟာနေ့စဉ်နဲ့အမျှလောကသားတို့အတွက်အမြဲတမ်းကြိုးပမ်းအထောက်ပြီးလောကသားတွေရဲ့အကျိုးကိုအမြဲတမ်းကြည့်ရှုအလုပ်လုပ်တာဖြစ်တယ်ညပိုင်းမှာဆိုလို့ရှိရင်6 နာရီလောက်ကနေ10 နာရီထိအောင်ပထမယံလို့သို့မဟုတ်ပုရိမယံလို့ခေါ်တဲ့ညင့်ရှေ့ပိုင်းမှာတရားဟောပြောတယ်ဆိုတဲ့အလုပ်ကိုလုပ်တယ်10 နာရီကျော်လောက်ကြတော့တရားပွဲတွေရုပ်သိမ်းပြီးတော့တနေ့ကုန်ထိုင်နေပြီးတရားဟောပြောရတဲ့ကိစ္စတွေနဲ့ညောင်းညတာကိုပန်းပြေဖို့အတွက်စဉ္ညာလျှောက်တာတို့ခိတ္တခဏနားနေတာတို့ဒီလိုလုပ်ပြီးတဲ့အချိန်မှာညသကောင်ရံလဲရောက်ရောလူတွေကအိမ်ပြန်လို့တိတ်ဆိတ်ပြီးလူလောကအတန်တိတ်သွားပြီဆိုတဲ့အချိန်တန်းကောင်ရံရောက်လာပြီဆိုရင်ကောင်းကင်ကနတ်တွေပြမာတွေဟာအရှူရှူရောက်လာကြတယ်မြတ်စွာဘုရားစီရောက်လာကြတာ
ရောက်လာပြီးတော့သူတို့သိကျင်တဲ့မေးခွန်းတွေမေးကြတယ်ကျန်တဲ့လူတွေကတကောင်မှအိမ်မောကြနေတဲ့အချိန်မှာမြတ်စွာဘုရားပြဿနာတွေဖြေပြီးတော့နေရအိမ်ကောင်းခြင်းမအေးရသေးဘူးအဲ့ဒီအချိန်မှာမနာရသေးဘူးမင်္ဂလာတုတ်ရတယ်မဟုတ်လားမင်္ဂလာတုတ်ထဲမှာအဘိက္ခန္တာယရတ္တိယဆိုညင်ဥယံလွန်ပြီးတဲ့တကောင်ချိန်မှာတဲ့နတ်တွေဟာလူပြေရောက်လာပြီးမြတ်စွာဘုရားကိုမေးကြနေတိုင်းလို့မြတ်စွာဘုရားစီလာရောက်စိကပ်ပြီးမေးခွန်းတွေမေးကြတာစัจ java လာပေါင်းများစွာကနတ်တွေပြမာတွေမြတ်စွာဘုရားစီညတိုင်ရောက်လာပြီးတော့မေးခွန်းတွေမေးလေးရှိကြတယ်အဲ့ဒါကိုမြတ်စွာဘုရားကဖြေဆိုပေးရလူတွေတရားဟောလို့ပြီးမှနတ်တွေကိုဟောရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့အဲ့ဒီမှာနတ်တွေလာရောက်မေးခွန်းမေးကြတဲ့အထက်မှာမှတ်တမ်းတင်ထားတာနည်းနည်းပဲရှိတယ်တန်ယုတ္တနိကာယလို့ဆိုတဲ့ပါဠိတော်မှာဒေဝတာတန်ယုတ္တဆိုတာရှိတယ်နတ်သားနတ်သမီးတွေနဲ့ပတ်သက်ပြီးတော့မိကွန်မေးထားတာတွေကိုမြတ်စွာဘုရားဖြေဆိုထားတာဒေဝပုဒ္ဒတန်ယုတ်လို့ဆိုတဲ့နတ်သားတွေရဲ့မိကွန်တွေကိုဖြေဆိုထားချက်တွေကိုမှတ်တမ်းတင်ထားတာဗြဟ္မတန်ယုတ်လို့ဆိုတဲ့ဗြဟ္မာတွေနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားတာတွေအဲ့ဒီထဲမှာဒေဝတာတန်ယုတ်လို့ဆိုတဲ့နတ်တွေကသူတို့သိကျင်တဲ့အကြောင်းအရာတွေကိုညသကောင်ရန်ဆင်းလာပြီးတော့မြတ်စွာဘုရားကိုမေးတာနတ်သားတယောက်ကဘာမေးလဲဆိုတော့ကိဉ္တုဒဗိဒာဇနတာအနေကာသူမေးခွန်းစကားဇနတာဆိုတာလူထုပရိသတ်လူတွေတရားဝါတွေအနေကာဇနတာအနေကာလူအများစုလူအများစုဟာကိဉ္တုဗိဒာဘာကိုကြောက်နေကြတာလဲမေးချင်တာဒီလောကမှာလူအများစုဟာဘာကိုကြောက်နေကြတာလဲတမလွန်ဘဝဒီဘဝကသေပြီးရင်လူတွေဆိုတာသေရမှလည်းကြောက်တယ်သေပြီးတဲ့နောက်ဘာဖြစ်မှလဲဆိုတာမသိသည့်အတွက်ကြောင့်အဲ့ဒါလည်းကြောက်တယ်လို့ဆိုတာပေါ့ကိုယ့်ကိုမေးကြည့်ပေါ့ပြောကောင်းပြောလိမ့်မယ်ကြောက်ပါဘူးလို့ပြောကောင်းပြောမဲ့လူလည်းရှိမှာနော်မျက်ကန်းတစ်စီမကြောက်အဲ့ဒါတကယ်ကတော့ကြောက်မှာပဲနော်မျက်ကန်းတစ်စီမကြောက်ဆိုတာမသိတဲ့လူကမကြောက်ဘူးလေမကြောက်ဘူးလို့ပြောရင်မျက်ကန်းတစ်စီမကြောက်ပဲသိကြတယ်တမလွန်ဘုရားမကြောက်ဘူးဆိုတဲ့လူဟာဘယ်လိုပုဂ္ဂိုလ်မျိုးတုံးဆိုအနည်းဆုံးအနာဂတ်အဆင့်ရောက်တဲ့ပုဂ္ဂိုလ်သာတမလွန်ဘုရားမကြောက်တာကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ဘယ်သူပဲဖြစ်ဖြစ်တရားမှာကြောက်တဲ့လူတွေကြီးပဲနောက်တစ်ခုကတော့ဘာတုံးဆိုစိတ်ညစ်နေတဲ့လူကလည်းစိတ်ညစ်နေတဲ့လူကသိချင်လို့အစိတ်စားမယ်သို့မဟုတ်တရားပေါ်ခုံချမယ်ဘာလုပ်မယ်ညာလုပ်မယ်ပေါ့တိုက်ပေါ်ခုံချအဲ့တော့သိချင်းနေတဲ့စိတ်လွှမ်းမိုးပြီးတော့စိတ်ညစ်နေလို့သာ तू ကမကြောက်ဘူးလို့ဘေးကထင်ကောင်းထင်လိုက်ပဲသိရတော့မှဆို तू သိကြောက်တယ်အဲ့ဒါမကြောက်ဘူးမဟုတ်ဘူးနော်ဘိုးကြောက်သေးတယ် तू လှုပ်တာလွန်သွားပြီဆိုတော့မှမတတ်နိုင်တော့ဘူးလေတိုက်ပေါ်ကနေခုံချလမ်းနေမယ်ဘယ်လောက်ကြောက်လိုက်မလဲမသိဘူးကြောက်ဘူးဆိုတော့မဟုတ်ဘူးကြောက်မှာပဲဒီပြင်လူမပြောနဲ့ဝိပဿနာကျင့်စဉ်ကိုအရှင်ရပြီးတော့တန်တရားကြီးကိုညှင်းငွေ့ခန္ဓာကိုယ်ကြီးကိုမလိုချင်တော့ဘူးဘဝကြီးကိုဆုံးသက်ချင်လာတယ်တရားဝိပဿနာတရားနဲ့စိတ်ဆွမ်းအားတွေအများကြီးရထားပြီးဘဝကြီးကိုညှင်းငွေ့နေတဲ့ရှင်အတ္တစီတို့ဓမ္မစကြာတွေကရှင်အတ္တစီမဟုတ်ဘူးရှင်ဝက်ကလိတို့ဆိုတာကိုယ့်ကိုစူးစိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေပဲဝိပဿနာဉာဏ်နဲ့သိထက်မြက်နေတဲ့အခါကျတော့
ဘဝတစ်ခုဟာဆုံးသက်သွားရင်ကောင်းတယ်လို့သူတို့စိတ်ထဲမှာမှားယွင်းတဲ့အတွေးတွေတွေးတယ်တွေးပြီးတဲ့အခါမှာခေါင်းရိပ်တဲ့တင်နှုံးနဲ့ကိုယ်လည်းပင်ကိုလှီးတာမလှီးခင်တော့ဟုတ်တာပဲလှီးမှာရှင်သာရိပုတ္တရာတို့ရှင်မဆုံတာတို့လာရောက်ပြီးတော့ဖြောင်းပြတယ်မလုံးနဲ့မရဘူးလုံးမှာပဲဟောတကယ်လဲလှီးလိုက်ရောပြတ်လဲသွားရအဲ့ကျကြောက်တာတယ်ကြောက်တော့မှဝိပဿနာတရားကိုပြန်ပြီးတော့ရှုပြီးအဲ့ဒါလို့ဝိပဿနာတရားကိုပြန်အားကိုးရမဲ့သွားတဲ့အခါတရားမှကြောက်သွားတာနဲ့ရှုလက်စဝိပဿနာတရားကိုအားကိုးတဲ့အနေနဲ့ရှုလိုက်တော့မှယဟန္တာဖြစ်သွားတယ်ဆိုတဲ့ဇာလန်းနေရှိတယ်လေဝက္ကလိတုတ်တံတို့အတ္တစီတုတ်တံတို့ရှိတယ်တချို့ကအဲ့ဒါထင်တယ်ယဟန္တာကိုယ်ကိုတတ်သိတယ်မဟုတ်ဘူးပုရုဇဉ်နေသူတို့တဏှာဝက္ကနေညီးငွေ့ခန္ဓာကိုယ်ကြီးပေါ်မှာညီးငွေ့ပြီးတော့လုံးပြီးလို့ရလုံးပြီးတဲ့သဘောမကြောက်တာမဟုတ်ဘူးသိတော့မယ်ဆိုတော့ကြောက်သွားတာပဲအဲဒီလိုပုဂ္ဂိုလ်မျိုးတွေတောင်ကြောက်သေးတာပဲစိတ်ညစ်လို့တိုက်ကခုံချတဲ့လူပဲမကြောက်ပဲရှိအဲ့တော့တရားမှာတော့ကြောက်မှကြီးပဲအကုန်လုံးအဲ့တော့နတ်သားကမေးတယ်ကိန္တုရဘီတာဘီစာကိန္တုရဘီတာဇနတာအနေကာဒီလောကလူများစုဟာဘာကိုကြောက်နေကြတာမေဃောစနေကာယတနာဘာဟုတ်တော့မြတ်စွာဘုရားကတန်တရားဝကလွတ်ဖို့လမ်းကြောင်းတွေအများကြီးဟောထားတာပဲတဲ့မဂ္ဂင်၈ပါးအကျင့်တရားတွေဟောထားတယ်မဂ္ဂင်၈ပါးအကျင့်တရားရဲ့ကမ္မထအာယုန်တွေကိုဒီပါဠိတော်မှာဆိုရင်38မျိုးထက္ကရာမှာဆိုကမ္မထ40ကမ္မထအာယုန်40သို့မဟုတ်38မျိုးအသေးစိတ်မဂ္ဂင်၈ပါးအကျင့်တရားလမ်းကြောင်းတွေနိဗ္ဗာန်သွားဖို့လမ်းကြောင်းအကြောက်ပြေစေမဲ့လမ်းကြောင်းတွေဒီလိုဟောထားရတဲ့ဘာဖြစ်လို့ဟိုတွေးဒီတွေးပြီးတော့မကောင်းတဲ့အယူဆတွေကိုယူဆနေကြတာလေတဲ့လူတွေကဘာကြောင့်ကြောက်ကြတာလဲတရားဝါတွေပု္ပ္ပာမိတံဂေါရမဘူရိပညာကြီးမားတဲ့ပညာရှင်ဖြစ်တဲ့ရှင်ဂေါရမမြတ်ဖရာကိုမေးပြရပါစေတဲ့မေးပြရစေကိတ္တမိန်ထိတောပရလောကံနဘာယေဘယ်လိုပြင်ဆင်မှုတွေပေါ်မှာယက်တိမယ်ဆိုလို့ရှိရင်တော့တမန်တော်ဘဝကိုမကြောက်ဘူးဆိုတာပြောနိုင်ပါသလဲတဲ့ဟောဘုန်းကြီးတို့တွေတမန်တော်ဘဝကိုငါမကြောက်ဘူးလို့ဘယ်လိုအခြေအနေမျိုးရောက်မှပြောနိုင်တာလဲလို့ဒီနတ်သားကဒီလိုမေးခွန်းမေးတာကိတ္တမိန်ထိတောဘယ်လိုအခြေအနေကောင်းတွေပေါ်မှာယက်တိမှပရလောကနဘာယေတမလွန်ဘဝကိုမကြောက်ဘူးဆိုတာတမလွန်ဘဝကိုမကြောက်သူဆိုတာဖြစ်နိုင်မလဲလို့ဆိုတော့မြတ်စွာဘုရားဒီမေးခွန်းကိုဖြေထားတာနော်ဒီဖြေဟာလူတိုင်းအတွက်တန်ဖိုးရှိတဲ့အဖြေတစ်ခုပဲကိုယ့်ဘဝကိုကြိုတင်ပြင်ဆင်ကြရမှာကြိုတင်ပြင်ဆင်ရမယ်တမလွန်ဘဝအတွက်အနာဂတ်အတွက်ခုချိန်ကနေပြီးတော့တိဆောက်ထားရမယ်လို့ဒီလိုဆိုတာတိဆောက်ထားလို့ရှိရင်ကြောက်เสียမလို့တော့ဘူးဘဝအဆုံးမတတ်နိုင်လေလို့ဘဝခရီးကဆက်ရအောင်မှဆိုလဲကြောက်เสียမလို့ဘာဖြစ်လို့အာကိုးเสียတွေကိုယ်မှရှိနေတယ်လို့ဒီလိုဆိုတာပေါ့ရသော်ဘုရားကအခြေခံအနေစပြီးတော့ပါဠိဟောတော်ဆိုဝါသမနင်္စပဏိဓာယတမ္မာဝါစာဆိုတာအပြောအဆိုမနဆိုတာစိတ်နေသဘောထားပဏိဓာယတမ္မာကိုယ့်ရဲ့စိတ်နေသဘောထားမှန်မှန်ကန်ကန်ရှိဖို့ရဲ့အပြောအဆိုတွေမှန်မှန်ကန်ကန်ရှိဖို့ရဲ့ဟာဒီနှစ်ခုပါအရေးကြီးတယ်လောကလူတွေကစိတ်နေသဘောထားကလည်းမမှန်ကန်ကြဘူးလေအပြောအဆိုတွေကလည်းမမှန်ကြဘူး
စိတ်နေသဘောထားမှန်ကန်စွာထားတယ်ဆိုတာသူများကိုသူများရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်နှိမ့်ကြနေတဲ့ပုဂ္ဂိုလ်ပေါ်မှာငဲ့ညာတဲ့စိတ်ကိုယ်ရဲ့ตาပြီးတော့အောင်မြင်ကြီးပွားသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာဝမ်းသာနိုင်တဲ့စိတ်ဟောဒီစိတ်တွေကကောင်းမြတ်တဲ့စိတ်တွေလို့ဒီလိုပြောသူများပစ္စည်းကိုကိုယ်ပစ္စည်းမဖြစ်လို့ခြင်းတဲ့စိတ်ကိုယ်ပစ္စည်းဖြစ်အောင်ဆိုတဲ့လောဘမျိုးမရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်တစ်ဖက်သားပျက်စီးသွားစေလိုတဲ့စိတ်ကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့အမြင်တွေဒါတွေမရှိဘူးဆိုရင်မှန်ကန်တဲ့စိတ်တွေသဘောထားလို့ဒီလိုပြောတာမှန်ကန်တဲ့စိတ်တွေသဘောထားရှိရလောကလူတွေဒီတိုင်းရှိကြရဲ့လားအများစုမရှိဘူးလောကလူတွေရဲ့စိတ်ဟာမကောင်းတဲ့စိတ်တွေသဘောထားတွေကများတယ်။ဘာလဲမာယာတဲ့တာထေရတဲ့မာယာဆိုတာကိုလှုပ်ထားတဲ့အပြစ်ကိုလူမသိသူမသိအောင်ဖုံးကွယ်ခြင်းတာမာယာကိုမရှိတဲ့ခုံနဲ့ထုတ်ကြွားတာတာထေရဟောအဲ့ဒီမာယာတာထေရဆိုတာစိတ်ရဲ့မယိုးဖြောင်းမှုတွေပဲမှန်ကန်တဲ့စိတ်အနေထားတစ်ခုမရှိဘူးလို့ဒီလိုဆိုတာမှန်ကန်တဲ့စိတ်အနေထားရှိတဲ့ပုဂ္ဂိုလ်ဟာရိုးသားတယ်ဖြောင့်မတ်တယ်ပွင့်လင်းတယ်မြင်သားတယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားကတမလွန်ဘဝကိုပြင်ဆင်တဲ့အနေနဲ့စိတ်နေသဘောထားကိုပြင်ပါတဲ့ကိုယ်စိတ်ကိုကောင်းအောင်ထားကောင်းတဲ့ဘက်ကိုစိတ်ညွတ်ထားသူများပေါ်မနိုးမုန်းထားမှုတွေမရှိစေနဲ့မတော်မတရားစီးပွားရှာလိုတဲ့စိတ်တွေမရှိစေနဲ့တစ်ဖက်သားခေါင်းပေါ်နင်းပြီးတော့တက်ချင်တဲ့စိတ်တွေမရှိစေနဲ့ရိုးသားတယ်ဖြောင့်မတ်တယ်အလုံးအကျိုးစီးပွားလိုလားတယ်ဆိုတဲ့စိတ်မျိုးတွေမွေးမေတ္တာကရုဏာမုဒိတာဆိုတဲ့အခြေခံစိတ်တွေမွေးအဲ့ဒါလို့စိတ်ကောင်းနှလုံးကောင်းထားဖို့ရဟာတမလွန်ဘဝအတွက်အရေးပါတယ်တဲ့နံပါတ်1စိတ်ကောင်းနှလုံးကောင်းထားစိတ်ကောင်းထားသည့်အတွက်ကြောင့်ပြောလာတဲ့စကားဟာသူများအကျိုးပျက်စီးအောင်ဘယ်တော့မှမပြောဘူးလိမ်မပြောဘူးမှန်တာပဲပြောတယ်ခုံးမတိုက်ဘူးတူနဲ့တူညီညွတ်အောင်သာပြောပေးတယ်ကြမ်းတမ်းတဲ့စကားတွေမပြောဘူးနူးညံ့သိမ်မွေ့ရင်ကျေးလိမ်မာစွာပြောတယ်တရားလက်လွတ်စကားတွေကျိုးမဲ့စကားတွေအကျိုးစီးပွားကိုပျက်စီးစေတဲ့စကားမျိုးတွေမပြောဘူးလို့ဆိုဟောဝါစံပဏိဒါယတမ္မာတဲ့နှုတ်ကိုလည်းပြင်ဆင်ထားတယ်စီကံထားတယ်အဲ့ဒါလို့ပြင်ဆင်ထားတယ်မှန်တာပဲပြောမယ်မမှန်တာမပြောဘူးအကျိုးရှိတာပဲပြောမယ်အကျိုးမရှိတာမပြောဘူးပြောတဲ့အခါမှာပြောမယ်မပြောတဲ့အခါမပြောဘူးပြောပြီဆိုလို့ရှိရင်လည်းယဉ်ကျေးစွာပြောမယ်ရိုင်းဆိုင်စွာမပြောဘူးပြောပြီဆိုလို့ရှိရင်လည်းမေတ္တာစိတ်နဲ့ပြောမယ်ဒေါသနဲ့မပြောဘူးလို့ဆိုဟောဒါကနှုတ်နဲ့ပတ်သက်ပြီးတော့ကောင်းအောင်ပြုပြင်ထားတာဟောပထမဆုံးအချက်ကိုမြတ်စွာဘုရားဝါစံမနင်စပဏိဒါယတမ္မာရှင်းဥစွာကိုယ်စိတ်လေးကိုကောင်းအောင်ထားပါတဲ့စိတ်ကောင်းနှလုံးကောင်းရှိအောင်ပြင်ပါပြီးတဲ့အခါကျတော့အပြောဆိုပြင်ဆင်ပါလို့ဒီလိုပြောတာနော်ပြီးတော့ဆက်လောက်ရမှာပါတော့ကာယေနပါပါဠိအကုပ္ပမနောကိုယ်ဒီလက်ရောက်ဘာအကုသိုလ်မှမလုပ်နဲ့တဲ့ကာယကံမြောက်ပဲအကုသိုလ်မှမလုပ်နဲ့ကာယကံမြောက်အကုသိုလ်တွေမလုပ်နဲ့ရှောင်ကျင်လိုက်ပါအဲ့တော့ဒါကဘာကိုပြောရတော့ဆိုကိုကျင့်သီလနဲ့ပြည့်စုံဖို့ပြောတာမြတ်စွာဘုရားကာယကံနဲ့ဝစီကံထိမ့်သိမ့်တာကိုကိုကျင့်သီလလို့ခေါ်တယ်သီလကစိတ်ကိုတော့မထိမ့်နိုင်ဘူးတမာတိကမှစိတ်ကိုထိမ့်တယ်အဲ့တော့ကာယကံနဲ့ဝစီကံကိုထိမ့်သိမ့်လိုက်တယ်
တရားပွဲအစမှာခုနစောင့်တည်လိုက်တယ်လေပါဏာတိပါဒာအာဒေနာဒါနာကာမေတုမေသာစာရာဒါထိမ့်သိမ့်တာမုဒ္ဒဝါဒနှုတ်ကိုထိမ့်သိမ့်တာသူရမေရယအာရုံကိုထိမ့်သိမ့်လိုက်တာဒီလိုဆိုလိုတာပေါ့ကိုချင်းသီလကောင်းအောင်ပြင်ဆင်လိုက်တယ်အဲ့ဒီပြင်ဆင်မှုဟာတမလွန်ဘဝအတွက်ကြွတင်ပြင်ဆင်မှုပဲဖြစ်တယ်ခုဘဝလုံနေတာကြွတင်မှုပြင်ဆင်မှုတာမန်လုံရုံလှုပ်ဆင်မှုလှုပ်တာမျိုးမထားပဲမဟုတ်စေပဲတကယ်ကိုအနှစ်သာရရှိရှိအလေးနဲ့ထားပြီးတော့လှုပ်ဖို့အာဘတိလာစောင့်တည်လိုက်တဲ့အချိန်မှာစောင့်တည်တဲ့ကုသိုလ်တော့ရတယ်မေ့ထားလို့ရှိရင်တော့အတိုးမတက်တယ်လို့ပဲမကြာခဏငါးပါးသီလကိုဆင်ញင်လို့ငါပဲသီလများချိုးဖောက်မိတယ်လဲဆိုတာကိုယ့်ကိုယ်ဆင်ញင်သုံးသပ်ပြီးချိုးဖောက်မိရင်မချိုးဖောက်မိအောင်တတိထားမချိုးဖောက်မိဘူးဆိုလို့ရှိရင်ဝမ်းသာကြည်နူးတဲ့စိတ်နဲ့ကုသိုလ်ပွားအောင်သီလကိုအမတ်တရဆင်ញင်ပွားများရမယ်ဟောအဲ့လိုနေခြင်းအဖြစ်ကိုချင်းသီလကိုအကြောင်းပြုပြီးတော့ကုသိုလ်တရားတွေဟာဆက်လက်ဖြစ်ပွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကတမလွန်ဘဝအတွက်ပြင်ဆင်တဲ့အနေနဲ့ကိုချင်းသီလတွေစိတ်ဓာတ်ကိုပြင်ပြီးတော့ကာယကံဝစီကံကိုကာယကံဝစီကံနဲ့အကုသိုလ်မဖြစ်အောင်လုပ်ပါလို့ဒီလိုဟောတာနော်တမလွန်ဘဝအတွက်ဟောနောက်ဆက်ပြီးလောရမှာဘဝနာပဏ္ဏခရမဝတန္တောတဲ့လူတိုင်းဟာကိုယ်အိမ်မှာစားစရာရှိတယ်တောက်စရာရှိတယ်နောက်လူတိုင်းဟာစားစရာနဲ့တောက်စရာနဲ့အဲ့ဒီစားစရာတောက်စရာလို့ဆိုရတဲ့ပဲကိုယ်ရှိတဲ့စားစရာတောက်စရာကိုငါတယောက်တည်းသာစားမယ်တောက်မယ်ဆိုတဲ့စိတ်ဓာတ်ကိုမမွေးပဲနဲ့စားရမယ်မဲ့တောက်ရမယ်မဲ့ဖြစ်နေမဲ့ပုဂ္ဂိုလ်တွေကိုရှယ်ယာလုပ်ပေးလို့တဲ့မွန်မြတ်တဲ့စိတ်နေသဘောထားတွေမွေးရမယ်ဒီလိုပြောတာနော်အလှူဒါနလုပ်လို့ဆိုလိုတာပေါ့အဲ့ဒီအလှူဒါနလုပ်ဖို့အတွက်တတ်တော်စိတ်ကကြည်နူးတယ်စိတ်ဝင်စားတယ်စိတ်ကြည်နူးမှုရှိတယ်ယုံကြည်မှုရှိတယ်လောကလူတွေဟာလှုပ်တယ်ဆိုတာယုံကြည်မှလှုပ်တာလေအဲ့ဒီယုံကြည်မှုဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်မြတ်စွာဘုရားကဆုံးမထားတဲ့ဆုံးမစကားတွေကိုယုံကြည်တယ်ဒါလို့ရင်မကောင်းကျိုးဖြစ်တယ်ဆိုတာလည်းယုံကြည်တယ်ဒါလို့ရင်ကောင်းကျိုးချမ်းသာရတယ်ဆိုတာလည်းယုံကြည်တယ်အဲ့ဒီယုံကြည်မှုသည်လှုပ်ဆောင်မှုအတွက်လမ်းဖွင့်ပေးတာပဲဒါကြောင့်မို့ယုံကြည်မှုဆိုတဲ့မုတ်ဦးရှိမှဉာဏ်နဲ့လှုပ်ဆောင်မှုတွေဟာဖြစ်ပေါ်လာမှာဖြစ်တယ်ဒါမို့တတ်တော်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကုသိုလ်ရေးစိတ်ဝင်စားတာတတ်တော်တရားတရားရှိရတရားတရားရှိသူရဲ့အမှတ်လက္ခဏာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ္တန်တစ်ခုမှာတရားတရားရှိသူဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်ရလဲလို့မေးမယ်ဆိုတဲ့အခါမှာအဖြေကသူတော်ကောင်းတရားကိုကြားသူတော်ကောင်းတရားကိုကြားနာလို့တယ်ကိုကျင့်သီလနဲ့ပြေးဝတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ဆုံဖူးမြော်လို့တယ်ကိုကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုဖူးမြော်လို့ခြင်းသူတော်ကောင်းတရားကိုကြားနာလို့ခြင်းကိုရှိတဲ့အရာအများနဲ့ခွဲဝေသုံးစွဲလို့ခြင်းလို့ဆိုတဲ့အဲ့ဒီအခြေအနေ၃ရပ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်ကိုတရားတရားရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုမှတ်သားရတယ်ဒါလို့ဆိုတာပေါ့တရားတရားရှိပြီဆိုရင်အဲ့ဒီအခြေအနေတွေဖြစ်တယ်ဘယ်ပုဂ္ဂိုလ်ကျင့်ကောင်းတယ်နေကောင်းတယ်ထိုင်ကောင်းတယ်ဆိုရင်ဖူးခြင်းတယ်တွေ့ခြင်းတယ်ဆုံစည်းခြင်းတယ်ဘယ်မှာတရားပွဲရှိတယ်ဆိုရင်နာခြင်းတယ်ကိုယ်ရှိတဲ့အရာကိုများနဲ့မျှဝေသုံးဖို့စိတ်ရှိတယ်ဟောဒီပုဂ္ဂိုလ်မျိုးဟာတရားတရားရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုတာ
အဲ့တော့တတ်တော်အဲ့ဒီလိုတရားတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့မုထုမာမနာမကြည့်ဘူးအမြဲတမ်းအများပေါ်မှာမေတ္တာသက်ဝင်ချစ်ခင်တယ်ပိယစက္ခုဟိတံပတ္တန္တာသူများချစ်ရင်ဘယ်တော့မှမျက်စောင်းထိုးပြီးဒေါသမျက်လုံးနဲ့မကြည့်ဘူးပိယစက္ခုဆိုချစ်ဖွယ်ရကောင်းတဲ့မျက်လုံးနဲ့ပဲကြည့်တယ်မေတ္တာမျက်လုံးနဲ့ပဲကြည့်တယ်လို့ဒီလိုဆိုလိုတာမုဒ္ဒစိတ်ဓာတ်နုညံ့နဲ့ပြောပြောနေစိတ်ဓာတ်ညံ့တာကိုပြောတာမဟုတ်ဘူးเนาะစိတ်ဓာတ်ထဲမှာဟိုအင်တန်မှစိတ်သဘောထားကောင်းတယ်လို့ဆိုလိုတယ်တန်ဝိภาခိကိုရှိတာကိုခွဲခြားဝေဖန်ပြီးပေးဖို့မိသားစုဆိုလဲမိသားစုအတွင်းမိတ်ဆွေသင်္ကားတွေကြားမိဘဆွေမျိုးတွေကြားခွဲခြားဝေဖန်သုံးဆွဲလို့တဲ့စိတ်ရှိတယ်ဝဋ္ဌိညူအလှခံပုဂ္ဂိုလ်ရောက်လာလို့ရှိရင်လဲနည်းနည်းဖြစ်ဖြစ်လှူတယ်အလှခံပုဂ္ဂိုလ်တိခါမှာဆိုတဲ့ဆိုင်းဘုတ်လည်းမရေးဘူးခွေးကြိုက်တတ်သည်ဆိုပြီးတော့လူမလာအောင်လည်းမလုပ်ဘူးနော်တချို့ကြတော့ဒီပါဇက်ကထုတ်ပြောတဲ့အနေနဲ့အလှခံခြင်းတိခါမှာလို့တောင်ရေးလိုက်သေးတယ်နော်အလှခံတာကိုတိခါမှာအလှမခံရဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မြတ်စွာဘုရားကတော့ကိုလူချင်းမှလှူတာလေအများကြီးလှူရမှာမဟုတ်ဘူးလူခံလာရင်နည်းနည်းဖြစ်ဖြစ်လှူလိုက်ပါလို့ဆိုလိုတယ်ဝဋ္ဌိညူတဲ့တောင်းခံလာတဲ့ပုဂ္ဂိုလ်ရှိလို့ရှိရင်ကိုတတ်နိုင်တော့အတိုင်းအတာတစ်ခုရလှူလိုက်ပါဘုရားဘာသာထွန်းကားခဲ့တဲ့သီရိလင်္ကာနိုင်ငံသီဟိုချွန်းကလူတွေငယ်တော့ကြားဘူးတယ်သီဟိုနိုင်ငံမှာအခုတော့ဆွမ်းခံတာသိမရှိဘူးအရင်တော့အဲ့လိုဆွမ်းခံလို့ရှိရင်တဲ့လူတွေဟာဘာပဲဖြစ်ဖြစ်အိမ်ရှိတာကိုထားလှူတယ်တခုတော့လှူလိုက်တာပဲနော်ကျက်တုံဥရှိကျက်တုံဥထားလှူလိုက်တာပဲအာလူသီရှိအာလူသီထားလှူပဲရှိပဲထားလှူလိုက်တာဟင်းချက်တာမှမဟုတ်ဘူးတခုတော့လှူတယ်လို့ပြောဘာမှမရှိလဲပန်းလှူတယ်လုံးဝကိုဘာမှမရှိဘူးဆိုရင်လည်းထိုင်ဝှချလိုက်တယ်လို့ပြောတာဗမာပြည်ကတော့အဲ့လိုမဟုတ်ဘူးငယ်တော့ဆွမ်းခံတော့ကြော့စွန်းဆိုပြီးတော့အော်လွတ်တာရှိတယ်နော်ကြော့စွန်းကရတာလည်းမဟုတ်ဘူးစားလည်းမစားရဘူးဘာမှလည်းမဖြစ်ကြော့စွန်းနဲ့ဘယ်သူကစားတယ်တော့မသိပါဘူးနော်အဲ့တော့ဒီဟိုနိုင်ငံမှာတော့အဲ့လိုကြော့စွန်းဆိုတာမရှိဘူးလို့ပြောတယ်ကြော့စွန်းမရှိဘူးကိုရှိတာလှူလိုက်တယ်ဘာပဲဖြစ်ဖြစ်အဲ့ဒါဟာဝရိညူလို့ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲအလူကံပုဂ္ဂိုလ်ရဲ့စကားကိုသိတယ်ကိုတတ်နိုင်တဲ့လောက်လှူတာပဲလေအဲ့တော့အလူခံမဲ့ပုဂ္ဂိုလ်တွေအိမ်ပေါက်ရောက်လာတယ်ဆိုရင်လှူတယ်တန်းနေတဲ့ဒါကိုဆိုလိုတာတတ္တောမုဒုတံဝိပါခိဝဋ္ဌိညူတဲ့တရားတရားရှိရမယ်စိတ်နှလုံးပျော့ပြောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တန်ဝိပါကိခွဲခြားဝေဖန်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဝဋ္ဌိညူလာရောက်တောင်းခံလူခံလို့ရှိရင်လည်းပေးရမယ်ဆိုတဲ့သဘောပေါ့နော်သိတယ်ဆိုတာသိတတ်တယ်ပေါ့ဒီလိုဆိုလို့လားအလုံးပေါင်းလိုက်တော့ဒီ၄ခုဧတေတုဓမ္မေတုစတုတုဧတေတုဓမ္မေတုထိတောစတုတုတဲ့ဒီဓမ္မ၄မျိုးအပေါ်မှာယတ္တိနေတဲ့ပုဂ္ဂိုလ်အခုလိုရည်ချင်းနေရှိတဲ့ပုဂ္ဂိုလ်ဒီတရားတွေကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဓမ္မေထိတောပရလောကနာပါယေဓမ္မလမ်းကြောင်းပေါ်ယတ္တိနေတဲ့ပုဂ္ဂိုလ်ဟာဓမ္မလွန်လောကအတွက်စိုးရိမ်စရာဘာမှမရှိပါဘူးကြိုတင်ပြင်ဆင်ပြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်လို့မြတ်စွာဘုရားကအဲ့ဒီနတ်သားကိုဒီလိုဟောခဲ့တာနံပါတ်1စိတ်ထားကောင်းရမယ်စိတ်ထားကိုပြင်ရမယ်နံပါတ်2ကာယကံဝစီကံကိုကျင့်သီလရှိရမယ်နံပါတ်3တရားနံပါတ်4စိတ်ဓာတ်နုညံ့မှုနံပါတ်5အရာရာမှာ
ခွဲခြားပြီးတော့ဝေဖန်ခွဲခြားတတ်တယ်ဝေဖန်ခွဲခြားတယ်ဆိုတာဘာပြောတာတော့ကိုရလာတဲ့ပစ္စည်းကိုကိုစားတယ်ကိုမိဘတွေကျွေးတယ်ကိုအိမ်မှာမိသားစုကိုကျွေးတယ်နော်ခွဲခြားပြီးတော့အသုံးပြုတယ်မိတ်ဆွေသင်္ကားတွေကိုခွဲခြားပြီးတော့အသုံးပြုတယ်ဒါနကောင်းမှုလုပ်တယ်ဒီလိုဆိုလို့တာအဲ့ဒါကိုတန်ဝိပါခိလို့ခေါ်တယ်မြတ်စွာဘုရားသုတ်တန်နေမှာရှင်းဟောထားတဲ့အတ္တနံဒုခေတိပိနေတိရှားထားတဲ့ပစ္စည်းဥစ္စာကိုယ့်အတွက်ချမ်းသာအောင်ထားတယ်ဒုတိယမိဘတွေချမ်းသာအောင်ထားတယ်တတိယမိသားစုချမ်းသာအောင်ထားတယ်စတုထမိတ်ဆွေသင်္ကားတွေချမ်းသာအောင်ထားတယ်ပိစမဒါနကောင်းမှုတွေလုပ်တယ်လို့ဒါကိုတန်ဝိပါခိလို့ခေါ်တယ်ဗုဒ္ဓညူကိုယ်စီလာတောင်းခံလာလို့ရှိရင်တော့အလားတမဖြစ်ဘူးကိုတတ်နိုင်သမျှထဲ့ဝင်လှူဒန်းလိုက်တယ်လို့ဆိုအဲ့ဒီဓမ္မတွေပေါ်မှာယက်တည်နေတဲ့ပုဂ္ဂိုလ်ဟာဓမ္မလွန်လောကအတွက်ကောင်းမြတ်တဲ့ဓမ္မလွန်လောကအနာဂတ်နော်ကောင်းတဲ့ဘဝအနာဂတ်တစ်ခုကိုပြင်ဆင်ပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့သူ့အတွက်အနာဂတ်ဘဝအတွက်ဘာမှစိုးထိတ်เสียမရှိဘူးလို့မြတ်စွာဘုရားကတကောင်းရန်အချိန်လာရောက်မေးတဲ့နတ်သားကိုအခုလို့ဖြေကြားလိုက်တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဓမ္မလွန်ဘဝအတွက်ကျွတ်တင်ပြင်ဆင်မှုများဆိုတဲ့ဒီအချက်တွေဟာမိမိအတွက်အားတက်စရာတွေဖြစ်သည့်အတွက်ကြောင့်မိမိတို့တဏ္ဍမှာဒါတွေရှိသလားမရှိဘူးလားစဉ်းကျင်စဉ်းစားရှိပြီဆိုရင်ခိုင်မာအောင်ဆက်လက်ကျင့်သုံးပြီးတော့မရှိသေးဘူးဆိုလို့ရှိရင်ခုချိန်ကရှိအောင်ကျွတ်တင်ပြင်ဆင်ရမှာဖြစ်တယ်ဓမ္မသာလဲဓမ္မလွန်ဘဝဆိုတဲ့အနာဂတ်ဟာကောင်းမွန်တဲ့အနာဂတ်ဖြစ်မှာလို့ဒီလိုမှတ်သားနိုင်ယူကြပြီးဘုရားမြတ်စွာရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောသရတိတဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွင်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြတ်ဖြူစင်ဤကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း